မင်္ဂလာပါခင်ဗျာကျွန်တော်က Emerald Bay မှာလာပြီးတော့ staycation လုပ်ဖို့အတွက်ဒီမှာလာပြီးတော့အပန်းဖြေအနားယူတာဖြစ်ပါတယ်ဒီနေရာမှာတော့မြင်ကွင်းတစ်စုံမြစ်ပြင်ကျယ်ကြီးနဲ့ဒီဘက်မှာတန်လျင်တရားမြင်ကွင်းနဲ့ဒီလိုတစ်ပင်နေနဲ့မြက်ခင်းနဲ့စိမ့်စိမ့်ဆူဆူနဲ့ဆိုတော့အင်မတန်အနားယူလို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီမှာလာပြီးတော့လာရောက်အပန်းဖြေတာဖြစ်ပါတယ်ညလည်းဒီမှာအိမ်မှာပါခင်ဗျာကျွန်တော်ဒီနေ့ Emerald Bay မှာလာရောက်တဲခိုနေထိုင်တဲ့အခန်းလေးအားဆိုလို့ရှိရင်ဒီဘက်ကမြစ်ပြင်ကျယ်ကြီးရဲ့ river view နဲ့အင်မတန်ကိုအေးချမ်းသာရတဲ့အခန်းလေးဖြစ်ပါတယ်living room အခန်းထဲကနေဆိုရင်လည်းဒီမြင်ကွင်းကိုမြင်ရမယ်အိတ်ခန်းထဲကဆိုရင်လည်းဒီမြစ်ပြင်ကျယ်မြင်ကွင်းကိုမြင်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တနေ့တာဒီမှာလာပြီးတော့အပန်းဖြေရတာကျွန်တော်အတွက်တော့အင်မတန်စိတ်ကျေနပ်စရာကောင်းပါတယ်ခင်ဗျာဒါက Emerald Bay ရဲ့အရှိတ်အချမ်းအခန်းဖြစ်ပါတယ်အနောက်ဘက်အခြမ်းအခန်းတွေမှာဆိုလို့ရှိရင်တော့ရန်ကုန်မြို့ကြီးရဲ့ city view ကိုမြင်ရမှာဖြစ်ပါတယ်ဒီကနေလှမ်းပြီးတော့ရွှေတကုံဖျားကိုဖူးမြော်နိုင်မယ်ပြီးတော့ရန်ကုန်မြို့ရဲ့အလှအပကိုအပေါ်စီကနေကြည့်ရှုနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒီမှာနောက်ထပ်စိတ်ချမ်းသာစရာကောင်းတာတစ်ခုကတော့24နာရီလုံခြုံရေးစနစ်ရှိတာဖြစ်ပါတယ်ကဲအခုချိန်မှာတော့ညချမ်းအချိန်အိပ်ဆက်အနားယူမယ်အချိန်ကိုရောက်ရှိလာပါပြီလူတစ်ယောက်မှာအေးရေဝဝအိပ်ဖို့ကကျန်းမာရေးအတွက်အရေးကြီးဆုံးတဲ့မှာပါဝင်တယ်လို့ဆိုပါတယ်ကျွန်တော်လည်းခုအိပ်ပါတော့မယ်ခင်ဗျာဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်များလည်းအေးရေဝဝအိပ်နိုင်ပါစေအိမ်မက်လှလှမဲ့ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ် Good night ခင်ဗျာ